ရှန်ကန်ဗီဇာပေါ့သုံးနိုင်ငံဗီဇာကိုကြတော့ဟိုခင်ဗျားဘယ်လိုစူးစမ်းခဲ့လဲပြီးတော့ဒီကိုသွားဖို့အဓိကအခက်အခဲကလေမြန်လက်မှတ်ပေါ့ဗျာအားလုံးကလေမြန်လက်မှတ်ဈေးကြီးရလို့ပြောကြတာပေါ့အဲ့ဒီပြဿနာကိုခင်ဗျားဘယ်လိုဖြေရှင်းခဲ့လဲလေလက်မှတ်ကအမှန်တိုင်းပြောရရင်ဒါတစ်ခါလေးပဲဖြုတ်လိုက်ပဲပေါ့နော် travel agent ကိုဖြုတ်လိုက်မှာ travel agent နဲ့ကျင်းထည့်တာဗျာဒီလားဒီကနေရန်ကုန်ကနေမီလန်ထိဟိုမှာကိုယ့်ကိုဖြတ်မယ်ဆိုရင်ဖြတ်တတ်မယ်လုံးတတ်မယ်ဆိုရင်15သိန်းပဲကြာရဗျာအဲ့ကျွန်တော်တော့15သိန်းကြာရကျင်းထည့်နေတာဒီလားထမင်းခွဲပဲပြောမယ်အခုချိန်ထိကျွန်တော်အခုမီလန်နေဘန်ကောက်ကိုလာမလို့ကြည့်ရတော့မှဟိုကပဲရှိရဲ့15သိန်း30ပဲရှိရဲ့အလွန်ဆုံးက30ပဲရှိရဲ့ပေါ့နော်အဲ့ဂျမန်နိုင်ငံ travel agent company ရဲ့ကျင်းထည့်နေတာဒါကျွန်တော်ပြိတ္တတွေပြန်ပြပြဒီကတ်ချင်လဲရတယ်ကျင်းထည့်နေတာအမှန်မဟုတ်ဘူးအဲ့လောက်မရှိဘူးသူကကိုဖြတ်တတ်မယ်ဆို15သိန်း30ပဲရှိရဲ့အဲ့တော့ကျွန်တော်ကြံပေးနေတာကြီးတွေပါသွားမယ်တခုခုလုံးမယ်ဆိုဂျမန်နိုင်ငံသားဟိုတယောက်အနေနဲ့လေးလာပါပေါ့နော်အဲ့လေးလာပါလို့ကျွန်တော်ပြောနေတော်တော်များမလေးလာဘူးဗျာတခုခုဆိုကျွန်တော်6 month နေပါမှလာမေးဘလို့လုပ်လဲဗီဇာဘလို့လုပ်လဲအခုက online ကကြီးကိုကိုလေးလာပေါ့စီးပူးလို့ရတာပဲမဟုတ်ဘူးလိုက်ပြီးတော့အကုန်ကတ်တော်ကြီးမေးအဲ့လိုမလုပ်ပါနဲ့အဲ့လိုကြီးလုပ်ရင်စေမပြေဘူးပေါ့နော်အဲ့နဲ့အားတော့ရှန်ကန်ဗီဇာကျွန်တော်ခုနကျောင်းသားဗီဇာနဲ့ရလိုက်တော့ကျွန်တော်ကျောင်းသားဗီဇာက2နှစ်ရတယ်ပေါ့နော်2နှစ်ရတာကိုကျွန်တော်အခုကတော့ကျွန်တော်6လပဲနေမလို့တွေးရတယ်ပေါ့2နှစ်ကြီးကျွန်တော်နေလို့ရတယ်အခုလည်းကျွန်တော်နောက်ထပ်နောက်နှစ်တွေလည်းထပ်နေလို့ရတယ်ဒါပေမဲ့ကျွန်တော်မနေချင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဘာလို့နေမှာကျွန်တော်တော်တော်များများစုံနေပြီပဲပြောနေကြလဲအဲ့လောက်ကြီးတိတ်မရှိဘူးပေါ့နော်အေးရဲဆိုတော့တိတ်ဇန်နဝါရီဖေဖော်ဝါရီမတ်လောက်ကတော်တော်အေးတဲ့ရာသီဆိုရေခဲနေတယ်ဆိုတော့ကျွန်တော်လည်းတိတ်နေရတာအဆင်မပြေဘူးလေသိက်ကလည်းအစင်တော့ပြည်တယ်ဒါပေမဲ့တစ်ခါကြရင်အဲ့လို passport ခဏထုတ်ပြရတယ်ဗျာအဲ့လိုရဲတွေပါရလာစစ်တယ်ဘာညာဆိုရင်ကိုက passport ပဲခဏထုတ်ပြရင်တိတ်အစင်ပြတ်သွားမှလည်းကျွန်တော်စိုးရဆိုတော့ကျွန်တော်ကြာကြီးတော့တိတ်မနေဖြစ်ဘူးပေါ့နော်အဲ့လေလက်မှတ်ကိစ္စကိုယ့်ကိုဖြတ်ပါရန်စီးသက်တာပါလေโอเคဗျာဗီဇာကိစ္စလည်းသိရပြီလေမြန်လက်မှတ်ကိစ္စလည်းသိရပြီဆိုတော့ခင်ဗျာအီတလီမှာဖမ်းခံရတယ်ဆိုတော့ခင်ဗျာအီတလီစကားပြောတတ်တယ်ဆိုတော့ကျွန်တော်တွေ့လိုက်ရတယ်အဲ့ဒါဘယ်လိုရှင်းပြပါ့စမ်းနေလိုက်ဘယ်လိုရှင်းပြပါ့အဲ့တော့အီတလီမှာကျွန်တော်အပြန်လန်းယူရာသိတယ်မှာဟိုအပြန်ကြည့်လိုက်တာတော့အဲ့တော့ဘာမှမသိဘူးတကယ်လည်းဘာမှမသိတယ်နဲ့သွားတာပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ဗီဒီယိုတွေတဘာဝကြခြင်းအဓိကအကြောင်းရင်းအဲ့ဒါပေါ့နော်ကျွန်တော်တကယ်ဘာမှမသိတယ်နဲ့သွားလိုက်တာပေါ့နော်သွားလိုက်တော့ထုံးနေမှာတိုးဖြတ်အမှန်ကန်ဟောငါတားလို့ရပြီပေါ့ဆိုပြီးအဲ့တော့ကျွန်တော်တော်တော်တားနေတယ်15မိနစ်လောက်တားနေတယ်ကောက်ဝက်လူတယ်ကျွန်တော်အဲ့လိုခေါင်းတွေပါခါပြသွားတယ်ပြီးသွားအဲ့လိုဆဲဝိုင်းလူတွေပါလည်းရှိတယ်လက်ကလေးပါထောင်ပြဖုန်းတွေပါတီးဝိုင်းကောင်လည်းရှိတယ်ဒါကောဟာဘာလဲဘောအားနဲ့ကျွန်တော်စဉ်းစားမဟုတ်တော့ဘူးလို့အဲ့ဒါကလမ်းလျှောက်လာအောင်မဲ့ဆိုစီတန်းကိုကျွန်တော်လမ်းလျှောက်တာလမ်းလျှောက်နေနဲ့ရှေ့မှာရဲက3-4စီးလောက်ပိတ်ရလာကြီးဆိုဟာကြောက်သွားလားဘာသွားပြီဟိုဖြစ်ပြီဆိုအဲ့နဲ့ရောက်လာပြီသူတို့တနက်တွေပိုင်းနဲ့ဆိုဘာဖြစ်တော့ဘာလဲပေါ့အဲ့နဲ့သူတို့ကလာပြောကိုကလည်းအီဒီစကားနည်းနည်းပါတက်တော့အဲ့တော့အီဒီပြောအရင်မပြောလိုက်အင်္ဂလိပ်လိုပဲပြောလိုက်သူတို့ကအင်္ဂလိပ်လိုပြောတတ်လားအဲ့လိုပြောတဲ့ကောင်ရှေ့ထုတ်ပြီးသူတို့ရဲရတယ်မှာသူတို့ရဲရတယ်ကိုမပြောတာပြောတဲ့ကောင်ရှေ့ထုတ်ပြီးတော့ဒီကောင်လည်းအင်္ဂလိပ်လိုကပြောကြည့်လိုက်တယ်ဒီကောင်လည်းအင်္ဂလိပ်လိုဥထိအားတရတဲ့လုံတယ်ဆင်ပြောတာအီလီလိုကောက်တွေ့လိုက်တာတွေ့လိုက်တော့ဒီကောင်လည်းဟိုဖြစ်တယ်ဆိုဘာညာပတ်စုပဲစစ်ပြီးအိတ်တွေပါချက်ချင်းရှာပွေပေါ့နော်ဒါပေမဲ့ရဲစကန်လိုက်ခဲ့တော့ခေါ်သွားကားရုံကကြည့်လိုက်ကျွန်တော်သွားပြီလို့ဟိုအချုပ်ထဲတော့မအိပ်ရပါဘူးဒါပေမဲ့ကျွန်တော်စိုးရိမ်လိုက်တာငါတော့တန်ဆောင်ရတော့ပေါ့နော်ဟိုပါလာမှပတ်သက်ဘယ်လောက်မှပါလာတော့100-200လောက်ပါတာဟိုတန်ဆောင်ကတရားကြီးရဆိုပြီးအဲ့ဟိုလဲရောက်ကျွန်တော်အမုန်းရှင်းတာပေါ့နော်သူဟာသားကြီးလည်းပြောဟုတ်တယ်ကျွန်တော်တို့ဒီမြန်မာနေနေမှာပေါ့နော်ဟိုစာနေမရှိဘူးပေါ့ဥမာကျွန်တော်နာမည်စင်မင်းသွေးဆိုလဲစာနေမရှိဘူးကျွန်တော် A6X ဆိုတာထည့်ရတယ်ဒီစာ6တဲ့အခါမှာ A6X ဆိုတာထည့်ရတယ် A6X ထည့်လိုက်တော့ဒီကောင်တွေကတောင်းသွားတော့ဟာဘာလို့ A6X လဲပေါ့နော်မဟုတ်ဘူးလို့ငါတို့လည်းစာနေလို့ငါတို့မှစာနေမရှိအဲ့လိုထည့်ရတာအဲ့ဒါဟာသားတွေပါပြောပြီးတော့အဲ့လိုပေါ့နော်သူတို့နည်းနည်းလေးတော့ပျော်တော့လုပ်ပေးရတာပျော်လုပ်ပေးပြီးတော့အဲ့လိုပေါ့နော်အဆင်ပြေအောင်ပြောပြီးတော့ပြန်လာခဲ့တာဟာလည်းဘာမှဖြစ်ဘူးတဲ့သူကကားဂိတ်လိုက်ပို့ပြီးကျွန်တော်ကားဂိတ်လိုက်ပို့ပြီးကျွန်တော်ကားဂိတ်ကနေဆက်တာပေါ့ဒီโอเคပဲဂျားမှာဖြတ်မေးလိုက်ဟိုနေ့ခင်ဗျားနဲ့ကျွန်တော်ပြောနေတယ်ခင်ဗျားကဒုက္ခရောက်နေတယ်တရားရောက်ခင်ဗျားကိုလာခဲ့ပါပါလို့ကျွန်တော်ပြောတော့ကြောက်မှာဖြစ်သွားတယ်